app ကရင်တော့ booking ပြုလို့ရရှင်ဟုတ် ဟုတ်ကဲ့ ချိန်ကလည်းမရှိနဲ့မဒီကိုခရီးသွားကန်ကြီးကိုဘယ်နေရာဘယ်မှာနေရလဲဆိုတာကြိုတင်ပြင်ဆင်မှုမရှိဘဲနဲ့ကြုံသလိုဖြည့်ရှင်းရမျိုးတွေရှိတတ်လားမနီကတော့ခဏအိတ်ဖြစ်ပြန်မျိုးကြုံရတယ်ဒါပေမဲ့လည်းအလုပ်ပြည့်ရဆိုတိုင်းလည်းဒီလိုဖြစ်ပြန်မျိုးရှောင်လဲလို့မှမရလေနော်အားကြောင့်မလို့မန်ဒီဒီ hotel booking တင်ဖို့ဆိုပြီးတော့ Facebook ပေါ်တက်ချလိုက်တာ booking app လေးကိုစတွေ့ရတာပဲတွေ့ရတဲ့ချက်ချင်း download ဆွဲပြီးတော့ကြည့်လိုက်တာရွေးချယ်ကြ hotel တွေမှာအများကြီးပဲပြီးတော့ payment method အတွက်လည်း online payment ကိုစုံရတဲ့အပြင်ကိုမှ hotel ရောက်မှဝင်ချေခြင်းတဲ့လူတွေအတွက်လည်း cash on arrival လေးရတာမို့လို့တော်တော်လေးကိုအဆင်ပြေတယ်။ကဲအားလုံးပဲစီစဉ်ပြီးပြီဆိုတော့ဒေါ်မန်ဒီမားတို့အနားယူဖို့ချိန်ကြပါပြီ။အော်တခုမေးလို့မန်ဒီရဲ့ပရိသတ်တွေအတွက်လည်းအထူး promotion အနေနဲ့ promo code MANDYHPKT ကိုသုံးပြီးတော့ discount 10% လေးရတာမို့လို့အခုပဲ booking app လေးကို download လုပ်လိုက်ရအောင်နော်။ကဲအားလုံးပဲတဒါပါ